အာဆီယံကလူရမသွင်းလို့ထွက်ပေါ်လာတဲ့လွတ်တော်တွေကခွေးဟောင်တညာဆိုတဲ့ဆောင်းပါးကိုဖော်ပြမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကမရန်သူပါပင်လေထဲမှာလက်မမီကမ်းမမီဖြစ်နေတဲ့လှေငယ်တစ်စီးမျောပါလာနေပါတယ်အဲ့ဒီလေထဲမှာဘသူတွေလိုက်ပါလာတယ်လဲဆိုတော့တခြားလူတော့မဟုတ်ပါဘူးအများကတီးကြတဲ့ကဘာကတီးကြတဲ့ပပကြီးဘွားကနေတမရကြီးဆိုတဲ့ထိုင်ခုံကိုယူမှုစွာဆွဲလာနေလို့ဒီမိုကရေစီအစိုးရထံကနေအရှက်မေ့စွာအာဏာကိုလူယူခိုးယူခဲ့တဲ့ဘောမတွေရဲ့အခေါ်ပပကြီးမင်းအောင်နိုင်နဲ့ရှေ့ပြေးခွေးတိုက်တွေပဲဖြစ်ပါတယ်ပပကြီးအာဏာတည်မြဲဖို့အရေးတို့အရေးဆိုတဲ့ဆောင်းပုံးနဲ့အညီစစ်မှုထမ်းဖို့အတွက်စုဆောင်ရေးကိုအကြံကုန်ကလုံစားချက်ဆိုတဲ့နေ့အတိုင်းနေမနာညမနာပပရဲ့တပ်မတော်သားတွေကလိုက်လံဖမ်းဆီးစုဆောင်နေကြပါတယ်အဲဒီစုဆောင်လို့ရလာတဲ့စစ်သားအသစ်တွေကနိုင်ငံတော်ကာကွယ်ဖို့မဟုတ်ဘဲနဲ့မဘာတာနဲ့2008ခြေခံဥပဒေကိုဦးထိပ်ထားတဲ့မအားလာတပ်မတော်ကြီးနဲ့ပပအာဏာခိုင်မြဲဖို့အတွက်လူငယ်တွေရဲ့အသက်ကိုစသေးတင်စသေးရမှာပဲဆိုပြီးတော့ရက်ကွက်ထဲမှာအုပ်ချုပ်ရေးမှူးကတဆင့် Goodbye လူရှာခိုင်းပါတော့တယ်ဒီလိုနဲ့အဖက်ဖက်ကနေရင်းရင်ပြိုကျနေတဲ့ပပတို့အုပ်စုဟာရွေးကောက်ပွဲပြီးလို့ရက်တရာစီမံကိန်းကဖင်နာကလာနေပါပြီအာဆီယံကတုတ်မလုပ်ဘူးတစ်ဖက်မှာလည်းကချင်ကဆော်လိုက်ကရင်ကဆော်လိုက်ချင်းကဆော်လိုက်နဲ့ဂျားရ PDF တွေကနေရာအစွန်ကနေပပတို့ကို drone နဲ့ surprise တွေတိုက်ပေးနေတော့ပပတို့မှာနေဖျာညဖျာနဲ့ဖျားတာရင်နဲ့ဖင်ကျင်းနေရတာပေါ့ဒီလိုနဲ့ပပကြီးလည်းဘလို့မှအကြမပေးတတ်တာနဲ့လေနဲ့ပြည်သူတွေအင်ကိုဘုံတွေလိုက်ချေခိုင်းနေပါတော့တယ်ပပကြီးတို့အုပ်စုကိုတရုတ်ပေါက်ဖော်ကြီးကလည်းရင်ကျန်တဲ့အာဆီယံတွေအပါအဝင်ကျန်တဲ့ကမ္ဘာနိုင်ငံတွေကလူတွေနဲ့ပဲစကားပြောမယ်ဆိုပြီးတော့ NUG ကနိုင်ငံခြားရေးဝန်ကြီးဌာနဒေါ်စင်မအောင်တို့နဲ့လျှို့ဝှက်စွာတွေ့ဆုံပြန်ပါတယ်အဲ့ဒါကိုတီးလိုက်တဲ့ပပတို့ကရင်ကွဲမတက်ဖြစ်ရပါလိရဲ့မကြပါဘူးလွတ်တော်ထဲမှာငိုတန်ပပနဲ့ဝမချွတ်သေးတဲ့ပိတ်တာဘူးလက်လက်တွေကငိုတန်ပပနဲ့ထအော်ပါတော့တယ် NCA ဆွေးနွေးဖို့ခေါ်ရမလာရင်ဘုံကျဲမှာနော်ဆိုပြီးတော့လှမ်းပြောတာပေါ့နောက်ကနေပပကအဲ့လိုမပြောနဲ့ဟဲ့အောင်လေရင်စီရဖို့အတွက်တရုတ်ကြီးစီမှာဖင်ခံရတာများနေပြီခံစားနိုင်တော့ဘူးဆိုပြီးတော့ပပကြီးကညည်းနေပါတယ်အာဆီယံကိုတစ်ချက်လေးရအောင်ဆိုပြီးတော့ဘူးလက်လက်တွေကိုပြန်ပြောပါတယ်စစ်မျက်နှာတိုင်းမှာအထိနာနေတဲ့ပပတို့ဟာသူတို့ရန်သူတွေကိုဝန်ပိစေဖို့အတွက်လူမျိုးရဲ့အထီးကျုံနဲ့ဘာသာရေးအထီးကျုံတွေဖြစ်လာဖို့အတွက်ဆက်တိုက်ဆိုသလိုလှုပ်လာပါတယ် G3 အစုပ်လေးတစ်လက်နဲ့ဂိမ်းမှာထိုင်ပြီးပြည်သူတွေကိုဖြေးချောက်ဖို့ဝတနာပါတဲ့130တွေကိုပြည်သူစစ်ဆိုပြီးတော့လူမျိုးရဲ့အထီးကျုံဖြစ်အောင်မရမကဖန်တီးခိုင်းနေပါတော့တယ်အဲ့လိုနဲ့ပပလို့ခေါ်တဲ့အတန်ကြားလိုက်ရပါတယ်အဘရဲ့စုဆောင်ရဲကအလုပ်သိမ်းမဖြစ်လာတော့ဘူးအစီအစဉ်တွေရှိရင်မဆပါအောင်လို့ပြောလာပါတယ်အဲ့လိုနဲ့ပပရဲ့မြေချထားရလောက်တဲ့ချီအုံနောက်ကနေအဖြေထွက်လာပါတော့တယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးကိုရန်10တန်း17တန်း12တန်းကျောင်းသားတွေကိုထောက်ပံ့ချေပေးမယ်ဆိုပြီးတော့တက်ထဲမှာကျောင်းတက်ခိုင်းဖို့ညွှန်ကြားပါတော့တယ်အဲ့လိုနဲ့ဘဘယုံဝကိုစောင့်ကန်လိုက်တယ်လို့ခံစားစေတဲ့အတန်တစ်ခုအာဆီယံကထွက်ပေါ်လာပါတယ်အဲ့ဒါကတိုင်းဒါလက်နက်ကန်အဖွဲ့တွေနဲ့အာဆီယံကဥက္ကဋ္ဌကြီးကတွေ့ဆုံမယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ပပကြီးတွေမကဘူးဝမချွတ်တဲ့ပိတ်တာလာဆွေကလည်းလွတ်တော်ထဲမှာအာဆီယံမတရားဘူးအာဆီယံမတရားဘူးဆိုပြီးတော့ထငိုရပါလေတော့တယ်။